လန်းလေးရဲ့အစမှာတော့လူငယ်လေးဘယ်ရီနဲ့သူ့အမေနိုရာအလန်တို့ဟာကားဖြတ်ပြီးလမ်းမှာအကူအညီတောင်းနေခဲ့ပါတယ်။ဘယ်ရီကသူတို့ကိုအကူအညီမဲ့လူမရှိလို့စိတ်ညစ်နေတဲ့အချိန်မှာပဲနိုရာအလန်ကမပြောင်းလဲနိုင်တဲ့အရာတွေကိုလက်ခံဖို့ပြောင်းလဲနိုင်တာတွေအတွက်တတိရှိဖို့အခြားချက်ကိုသိမြင်နိုင်တဲ့ဉာဏ်ရှိဖို့ဆိုပြီးတော့သူ့အဖွားအမြဲပြောနေကြစကားလေးကိုပြန်ပြောပြခဲ့ပါတယ်။ခဏနေတော့သူတို့တက်စီဆိုင်အောင်ရှာတွေ့ခဲ့ပါတယ်။နောက်နေ့ဘယ်ရီအိမ်ပြန်ရောက်တော့သွေးတွေနဲ့သူ့အမေအလောင်းကိုတွေ့လိုက်ရပါတယ်။အခုလိုအချိန်မှာဘယ်သူမှမသိကြသေးပေမဲ့ဘယ်ရီကအဖြစ်ပြက်တွေအတွက်သူ့ကိုယ်သူအဖြစ်တင်နေခဲ့ပါတယ်။ဘယ်ရီနဲ့ Iris တို့နိုလာအလန်ရဲ့အုပ်ဖို့စီကိုအလဲလာချိန်မှာတော့ Flat Museum ကြီးဖောက်ထွင်းခံခဲ့ရတယ်ဆိုတဲ့အကြောင်းသိရလို့သွားစီကြည့်ခဲ့ပါတယ်။ဒီလိုနဲ့ Top Mera Master Heatwave Captain Bomber ကပတိန်ခိုးတို့ကဘယ်ရီကိုဝိုင်းတိုက်ခဲ့ကြပြီးတော့စိတ်ကက်တဲ့အရေးနဲ့ဖမ်းမိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဘယ်ရီရဲ့အကြီးဆုံးရန်သူ Professor ဇွန်ပေါ်လာပြီးတော့ဒီဟာတွေအကုန်လုံးကသူ့ရဲ့အစီအစဉ်ဖြစ်ကြောင်းနဲ့ဘုံကိုစိတ်ကက်တဲ့အရေးတွေနဲ့ကတ်လိုက်ပြီးသူ့ရဲ့ရည်ရွယ်ချက်က Central City ကိုဖျက်ဆီးဖို့ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒီအချိန်မှာပဲဘယ်ရီကသူ့ရဲ့အပေါ်ကစိတ်ကက်တဲ့အရေးတွေကိုအရေးပြောင်းလုပ်ပြီးလှမ်းပစ်ပြီးတော့ဇွန်ကိုထွက်သွားလို့မရအောင်တားဆီးခဲ့ပါတယ်။ဒီလိုနဲ့ဇွန်ကသူ့ရဲ့ကက်ကြမ္မာကိုလက်ခံခဲ့ပါတယ်။ခဏနေတော့ Justice League ရောက်လာပြီးဗမန်ကဘုံတွေကိုဖြုတ်ဖို့ခက်ခဲကြောင်းပြောခဲ့ပါတယ်။ Wonder Woman ကဇွန် The Lasso of Truth နဲ့စမေးပေမဲ့လည်းဇွန်ကိုယ်တိုင်တော့ဘုံကိုမဖြုတ်နိုင်ခဲ့ပါဘူး။အဲ့လိုနဲ့အချိန်နဲ့တိတ်မရတော့လို့ Flash ရဲ့အကြံနဲ့ဘုံတစ်လုံးကိုတယောက်ကိုက်တွယ်ဖြစ်ရှင်းကြပါတယ်။ဒီလိုနဲ့ Justice League တစ်ဖွဲ့လုံးဘုံတွေကိုဖျက်ဆီးဖို့ကြိုးစားကြပါတယ်။ Green Lantern နဲ့ Batman ကတော့ Mera Master ရဲ့ဘုံကိုအာဂါသပေါ်မှာလေဆာနဲ့ဖျက်ဆီးခဲ့ကြပါတယ်။ ဆိုင်ဘော့ကကပတိန်ဘုံမာရင်းရဲ့ဘုံကိုစကရိယာတွေနဲ့ခွာချလိုက်ပါတယ်။ Wonder Woman ကကပတိန်ခိုးရဲ့ဘုံကိုရေခဲတနက်နဲ့ပစ်ပြီးဆွဲထုတ်လိုက်ပါတယ်။ Aquaman ကလည်းတော့ရဲ့ဘုံကို microwave နဲ့ဖျက်ဆီးခဲ့ပါတယ်။ Superman က Heatwave ရဲ့ဘုံကိုလက်နဲ့ညှစ်ပြီးတော့ဖျက်ဆီးလိုက်ပါတယ်။ဒီလိုမျိုးကိုစီကိုနီးကိုဟန်နဲ့အဆင်ပြေပြေဖြစ်ရှင်းခဲ့ကြပါတယ်။ ဘယ်ရီနိုးလာတော့ရဲစခန်းရောက်နေပြီးတော့ TV မှာလာနေတဲ့သတင်းဟာကပတိန်ခိုးနဲ့ကပတိန်ဘော်ဘာရီကိုတိုက်ခိုက်နေကြတဲ့သတင်းပဲဖြစ်ပါတယ်။သူကအခင်းနေရာကိုအပြေးလာသွားပေမဲ့လည်းသူမှာ flat လက်ဆိုမရှိတဲ့အပြင်သူ့မှာ flat ဆွမ်းနေပါမရှိတော့တာကိုသိလိုက်ရပါတယ်။ခဏနေတော့ဘယ်ရီကလှေကားမှာချော်လဲပြီးသူ့အမေကိုမြင်လိုက်ရပါတယ်။သူမကတင်နေသူဖြစ်တင်တယ်လို့ပြောပြီးသူက flash ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သူမကတော့ flash ဆိုတာဘာမှန်းတော့မသိဘူးလို့ပြန်ပြောခဲ့ပါတယ်။ဒီအချိန်မှာပဲဂေါ်တန်မှာဗမန်ကဂျိုကာရဲ့လက်အောက်ငယ်သားယိုယိုကိုတိုက်ခိုက်ဖမ်းဆီးခဲ့ပါတယ်။ပြောင်းနေတဲ့ဟာကြောင့်မေဘီတိုက်ပေါ်ကနေပစ်ချလိုက်ပါတယ်။ဆိုင်ဘော့ကယိုယိုကိုကစ်တင်ပြီးဗမန်ကိုအတက်လက်တင်နဲ့အမိန်ဆုံးစစ်ပွဲအတွက်ပူပေါင်းမှုညှိနှိုင်းပေမဲ့ဗမန်ကတော့ညှင်းဆန်ခဲ့ပါတယ်။ဒီလိုအချိန်မျိုးမှာဆိုင်ဘော့ကဗမန်ကိုပါဝင်ကူညီဖို့တောင်းဆိုခဲ့ပါတယ်။ဒီစစ်ပွဲမှာတန်းနဲ့ချီတဲ့လူတွေတိတ်ဆုံးခဲ့ပြီးအကွာမန်နဲ့အတန်လက်တိတ်တို့ကအရှိဥရောပတစ်ခုလုံးကိုရှေ့ရောက်ထဲမြုပ်ပြေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Wonder Woman နဲ့အမေဇုံတို့က UK ကို New Themyscira အဖြစ်သိမ်းပိုက်ခဲ့ပါတယ်။ကပတိန်အဒန်ကအကွာမန်နဲ့ Wonder Woman တို့အကြံစီမပါပဲတွိုင်းဆိုင်လို့တိတ်ဆုံးခဲ့ရတာလို့ဆိုင်ဘော့ကပြောပါတယ်။ Resistance အဖွဲ့ကကဘာကြီးကိုကယ်တင်ဖို့ဆိုအကွာမန်နဲ့ Wonder Woman ကိုအရင်ဖမ်းသိတယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဗမန်ကတော့ဘလို့မှလက်မခံမထွက်သွားခဲ့ပါတယ်။ဘယ်ရီက Starlet ကိုအပြေးသွားပြီး Iris ကိုရှာတော့သူမမှာသမီးလေးနဲ့ခင်ဖို့ရှိနေတာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒါနဲ့မလုံလောက်သေးဘူးဆိုပြီးနောက်ထပ်အချက်လက်တွေရဖို့ Rain Media ကိုသွားကြည့်တဲ့အခါအဆောက်အုံးကပြိုလဲနေပြီးတော့ Bucket ထဲကိုဝင်ကြည့်တဲ့အခါဗမန်က Thomas Wayne ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒီကဘာမှာ Bruce Wayne တည်ဆုံသွားပြီးသူ့မိဘတွေကအသက်ရှင်နေတာပဲဖြစ်ပါတယ်။ဘယ်ရီကသူ့ဝတ်စုံကိုထုတ်ကြည့်လိုက်တဲ့အခါမှာဇွန်ရဲ့ဝတ်စုံကြီးကထွက်ချလာပါတယ်။သူကတော့ဇွန်ကအချိန်စီးကြောင်းအောင်ပြောင်းလဲပစ်လိုက်တာလို့ထင်နေပါတယ်။ဒီချိန်မှာပဲ Speed Force ကိုတုံးပြီး Time Travel ပဲလုပ်နိုင်တဲ့ Flash ကတခုခုလုပ်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့သူ့ရဲ့ Speed Force ကိုပြန်ရအောင်ဘလို့ကြိုးစားမလဲဇွန်ကဘာကြောင့်ဒီကဘာကိုပြောင်းလဲသွားခဲ့တာလဲတော့မသိခဲ့ပါဘူး။အစွမ်းတွေကိုပြန်ရဖို့ဘယ်ရီကဗမန်ကိုစီယုံပြီးသူ့ကိုလျှက်စီးကြောင်းထိခဲ့တဲ့အချိန်တွေတိုင်းကြိုးမှကြီးထားခိုင်းခဲ့ပါတယ်။ဆောင်းနေရင်လျှက်စီးကြောင်းထိမှန်သွားတဲ့အခါစွမ်းအားတွေပြန်မရပဲမိတောင်တရားတွေပဲရခဲ့ပြီးတတိလစ်သွားခဲ့ပါတယ်။ New Themyscira မှာတော့ Steve Trevor ဟာအမေဇုံရဲ့နေမြေကိုတရားမဝင်သွားလာနေရကြောင်းဖန်တီးခံခဲ့ရပါတယ်။နောက်ဆုံးမှာတော့ Wonder Woman ကသူ့ကိုဖမ်းမိပြီး Lasso of Truth နဲ့စစ်မေးပါတော့တယ်။ Steve က Lois Lane ဆိုတဲ့သတင်းတောက်ကိုရှာဖွေဖို့အမိန့်ရကြောင်းဝန်ခံခဲ့ပါတယ်။သူမက New Themyscira မှာ3လကြာအမေဇုံနေကြောင်းစုံစမ်းနေခဲ့တာဖြစ်ပြီးတော့ဆိုင်ဘော့ရဲ့အကူအညီနဲ့လှုပ်ဆောင်နေခဲ့တာပဲဖြစ်ပါတယ်
အမေဇုံတွေကစိုင်ဘော့ကကဘာအပြင်ဘက်ကနေအင်အားစုပြီးစစ်ပွဲကိုနှောက်ယှက်ဖို့ကြိုးစားနေတယ်လို့ဆိုရင်နေကြပါတယ်။ဒါပေမဲ့ဝင်နာဝူမန်ကတော့စိုင်ဘော့ဟာအောင်မြင်မှာမဟုတ်ဘူးဆိုပြီးအားလုံးကိုအာမခံနေခဲ့ပါတယ်။နောက်ပြီး Loris Lane ကိုရှာဖွေဖမ်းဆီးဖို့ပြောခဲ့ပါတယ်။ပြီးရနဲ့ Steve Trevor ကိုလေထဲမှာချိတ်ဆွဲပြီးညှိနှိုင်းခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Les Luthor နဲ့ Deathstrike တို့က Aquaman ရဲ့ကဘာဖြတ်လက်နက်ကိုအရှိကံရုံးထဲမှာရှာဖွေနေကြပါတယ်။ဒီလက်နက်ကြီးကိုအသုံးမပြုခင်မှာဖျက်ဆီးပစ်ဖို့အကြံနဲ့ဖြစ်ပြီးတော့ Les ကစွမ်းအားအရအရင်းမြစ်ကိုချရခံပြီးလက်နက်ရဲ့ဒီနေရာကိုရှာဖွေနေတဲ့အချိန်မှာပဲအတက်လက်တိတ်စစ်သားတွေကသူတို့ကိုရှာတွေ့သွားခဲ့ပါတယ်။အရေးအတွက်နဲ့အင်အားနှစ်ခုလုံးမှာအရေးနေပြီးရှုံးနေခဲ့ရပါတယ်။ Aquaman ကသူတို့ကိုတပ်ပစ်လိုက်ပြီးတော့အသက်ရှင်နေတဲ့လူတော်သိမ်းမရှိတော့ပါဘူး။ American သမ္မတကဆိုင်ဘော့ကိုရှုံးနေမှုအတွက်အပြစ်တင်ပြောဆိုနေပါတယ်။ဒါပေမဲ့ Les မသေးဆုံးခေကပို့ထားတဲ့လက်နက်နဲ့နောက်ဆုံးဒီနေရာကိုတော့ပို့နိုင်ခဲ့ပါတယ်။ဆိုင်ဘော့ကသူ့ရဲ့အားနည်းတဲ့အဖွဲ့နဲ့ဒီလက်နက်ကိုပြန်ယူဖို့ပြောခဲ့ပေမဲ့သမ္မတကတော့ဗမန်းပါရဲ့မင်းတို့မှအခွင့်အရေးမရှိဘူးဆိုပြီးတော့ညင်ဒီကစဆိုင်ဘော့ရဲ့အဖွဲ့ကိုတာဝန်မှရစဲပြီးတော့သူတို့အစားအမေရိကန်စစ်တပ်ရဲ့အင်အားပြေအောင်လွှတ်လိုက်ပါတယ်။အကြားတဲ့စူပါမန်ရဲ့အာဃာတရှင်ကလည်း Smallville ရဲ့အစားMicrotropolis မှာပြက်ကျပြီးပောက်ကွဲမှုကြီးဖြစ်ခဲ့ပါသေးတယ်။ဒီလိုနဲ့ Aquaman နဲ့ဝင်နာဝူမန်တို့တွေ့ဆုံခဲ့ကြပြီးမျိုးနဲ့စုနှစ်ခုပူးပေါင်းခဲ့ကြပါတယ်။ဒီအချက်ကိုတော့ Aquaman ရဲ့ဘုရင်မမယ်တော်ကတော့သိမကြိုက်တာမို့ဝင်နာဝူမန်ကိုတိုက်ခိုက်ခဲ့ပြီးဟိုကပြက်ကူးကန်ရင်းနဲ့ကွင်းမယ်တာတည်သွားခဲ့ပါတယ်။ဒီလိုမျိုးသူတို့ရဲ့ဘုရင်မကြီးတည်သွားတဲ့ကိစ္စကြီးအောင်မသိကြအောင်ဆောင်ပေးလို့မရတာမို့အတက်လက်တွေကအမေဇုံတို့ကိုစစ်တင်ညာခဲ့ပါတယ်။ဒီလိုနဲ့ Gotham မှာတော့ Thomas Wayne က Bruce Wayne ကိုတက်ခဲ့တဲ့ကောင်ကိုရိုက်နှက်နေခဲ့ပြီးတော့မာသာဝင်းကတော့စိတ်မထိန်နိုင်ပဲယူသွတ်ပြီးဂျိုကာအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။နောက်တော့ဘယ်ရီကနာကျင်မှုတွေနဲ့တူနိုးထလာပြီးတော့အချိန်မင်းတွေပြောင်းလဲမှုကိုတဖြည်းဖြည်းမှတ်မိနေပြီးသူ့အရင်ဘဝမှတ်ဉာဏ်တွေပါရလာနိုင်တော့မယ်လို့ပြောလာခဲ့ပါတယ်။ကဘာကြီးကိုအရင်တိုင်းပြဖြစ်အောင်လုပ်ဖို့စိတ်ပိုင်းဖြတ်လိုက်ပြီးတော့စိတ်သက်မှုကိုနောက်တစ်ခါလုပ်ခဲ့ပါတယ်။အခါမှာတော့ဘယ်ရီကသူ့ရဲ့အစွမ်းတွေကိုပြန်ရသွားခဲ့ပြီးတော့ဒီလိုနဲ့ Aquaman ကနောက်ဆုံးမှာတော့ရွေးချယ်စရာမရှိတော့ပဲသမစ်ကအမေဇုံတို့ရဲ့မြေကိုအင်အားသုံးပြီးသိမ်းပိုက်ဖို့အမိန့်ပေးပြီးတော့မြေပြင်ကဘာကိုကျူးကျော်ခြင်းစတင်မှုအတွက်စစ်တပ်တွေကိုအသိမြင်ခိုင်းတာပါတယ်။ Aquaman တပည့်ကတော့တန်းနဲ့ချီတဲ့အသက်တွေကိုသိသိခဲ့ရတဲ့အတွက်သူကိုယ်သူအပြည့်ရှိသူလို့ခံစားနေခဲ့ရပါတယ်။ Aquaman လက်နက်ရဲ့စွမ်းအရေးမြစ်ကပျောက်ဆုံးနေတဲ့ဘလက်အတိုင်းဖြစ်တာကိုနောက်ပိုင်းမှသိလာခဲ့ပါတယ်။ Newton မြို့ Themska မှာ Lois Lane ကသူ့ကိုလိုက်ဖမ်းနေတဲ့လူတွေရဲ့လက်ကနေလွတ်မြောက်အောင်ကြိုးစားနေချိန်မှာပဲအမေဇုံစစ်တပ်တွေကဝိုင်းဖမ်းဆီးခဲ့ပြီးတော့အလိုမြန်လုံးနဲ့အမြန်နှုန်းနဲ့တယောက်က Lois ကိုကယ်ခဲ့ပါတယ်။ Loris ကသူ့ကိုကဲခဲ့တဲ့လူကဘာတူလဲဆိုပြီးစဉ်းစားနေတော့မှာပဲ Kipta ကသူတို့အဖွဲ့မှာ Speeder မရှိပါဘူးလို့ရှင်းပြခဲ့ပါတယ်။ဒီအချိန်မှာပဲ Loris က Kipta အဖွဲ့ရဲ့ကျန်တဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ Godiva, Miss Hyde, Centrally Bree, Cricket နဲ့ Agreed တို့မှမိသားခဲ့ပါတယ်။တစ်ဖက်မှာတော့ Flash ကသူ့ရဲ့မီးလောင်တရားတွေကို Speed Force နဲ့ခုတာခဲ့ပြီးသူ့ရဲ့ဝတ်စုံအသစ်လေးကိုလည်းစမ်းသပ်ဖို့ကြိုးစားခဲ့ပါတယ်။ Flash ကတော့အမြန်ဆုံး Speed နဲ့ Timeline ကိုဖျက်ကျော်နိုင်အောင်ကြိုးစားနေခဲ့ပါတယ်။ဒီလိုမှပဲအရင် Timeline စီကိုပြန်သွားပြီးအရာအားလုံးကိုအရင်တိုင်းပဲဖြစ်အောင်လုပ်နိုင်မှာမလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်မှာချော်လဲခဲ့ပြီးတော့စိတ်ညစ်လို့ဒူးထောက်ချပြီးငိုနေခဲ့ပါတယ်။တစ်ဖက်မှာလည်းအမေရိကန်အစိုးရအရေးပေါ်အခြေအနေဆိုပြီးတော့အားလုံးနှီးပေါအောင်ဆွတ်တုပ်ပြီးတော့ခရီးလန်နန်ကိုငှားရမ်းခဲ့ပါတယ်။ဒီကဘာမှာတော့ခရီးလန်နန်ကလေတက်ပုံမှုအဖြစ်နဲ့လူသိများကြပြီးတော့သူ့တော့Aquamanရဲ့စစ်တပ်ကိုဖျက်ဆီးဖို့အာဃာတရင်တစီပေးထားခဲ့ပါတယ်။ Green Lantern ကတော့သူ့ရဲ့စစ်တပ်ထဲကိုဝင်ရောက်နိုင်ခဲ့ပြီးတော့အဓိကတပ်ကိုပြစ်ချကန်ဒီမှာပဲအကောင်ကြီးတစ်ကောင်ရောက်လာပြီးတော့သူရောသူ့လေရင်ရောပါဇက်ထဲကိုရောက်သွားခဲ့ရပါတယ်။ပောက်ကွဲမှုကြီးဖြစ်သွားခဲ့ပြီးAquamanနဲ့သူ့စစ်တပ်ကတော့တိတ်မထိခိုက်လိုက်ပါဘူး။သူ့မှာ Timeline ကိုကျုံဖြတ်ဖို့လုံလောက်တဲ့အမြန်တော့မရှိသေးဘူး။ဘာလို့လဲဆိုတော့နောက်ထပ် Speeder တယောက်ကသူ့ကိုအသုံးပြုနေလို့သူ့အတွက်အပြည့်အဝသုံးချလို့မရဘူးဆိုပြီးတော့ Flash က Batman ကိုရှင်းပြခဲ့ပါတယ်။ Flash ကတော့သူ့ကိုဇုံးလောက်တာလို့ပဲထင်နေပြီးတော့သူကအချက်ကြီးသွားကိုလုံးဝမပေးတာလို့ပြောနေခဲ့ပါတယ်။ဒီလိုနဲ့ Flash က Superman ကအကျဉ်းဆုံး super hero ဖြစ်ပြီးသူရှိရင်ဖြစ်နိုင်လောက်တယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။ဒီလိုနဲ့ Superman ကိုရှာဖို့ Flash ကပြောလာခဲ့ပါတယ်။ဒါပေမဲ့ဒီကဘာမှာတော့ Superman ကလုံးဝရှိမနေခဲ့ပါဘူး။အရင်ကဘာမှာလို့ Superman ကိုကန့်တော်မိသားစုကမွေးစားမှာမဟုတ်ပဲဥက္ကာခဲကတလုံးပဲကြားခဲ့တာဖြစ်ပါတယ်။အမှန်ကဆိုင်ဘော့ကိုလွန်ခဲ့တဲ့အနှစ်30ကြာခဲ့တဲ့ဥက္ကာခဲအကြောင်းသတင်းချက်လက်ကိုရဖို့အကူအညီတောင်းခဲ့ပါတယ်။ဆိုင်ဘော့ကကမ္ဘာအစိုးရရဲ့မြေရောက်အချင်းတောင်ရှာတွေ့ခဲ့ပါတယ်။အထက်ရောက်တော့အာနေဗီဖြူဖက်ဖြူရောနဲ့စူပါမန်ကိုတွေ့ခဲ့ရလို့ဘယ်ရီလည်းအကြီးကျယ်အားသန်သွားခဲ့ရပါတယ်။ဗမန်ကလည်းအကြီးကျယ်ဆုံးစူပါဟီးရိုးဖြစ်တဲ့လူကဒီလိုအနေထားရောက်နေတာကိုမယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်။သူတို့ကစူပါမန်ကိုခေါ်ထုတ်လာတဲ့အချိန်မှာပဲလမ်းမှာအမေရိကန်စစ်တပ်ကရောက်လာပြီးစူပါမန်ကိုပြတ်ဖမ်းကြဖို့အမိန့်ပေးခဲ့ပါတယ်။စူပါမန်က Flash နဲ့ Batman တို့ခံနေရတဲ့အချိန်မှာစူပါမန်ကကြောက်လန့်တကြားနဲ့စွမ်းအားတွေကိုမထိန်ချုပ်နိုင်မှစစ်သားတွေကိုတပ်ပစ်ခဲ့မိပြီးဘယ်သူမှမမြင်နိုင်လောက်တဲ့အထိကိုပြတ်တက်သွားခဲ့ပါတယ်။ဒီတော့အတွင်းမှာပဲဘယ်ရီကသူ့ရဲ့မှတ်ဉာဏ်တွေထပ်တိုးပြောင်းလဲလာတာနဲ့အတူသတိလစ်နေခဲ့ပါတယ်။သူ့ကဘာအဟောင်းနဲ့ကဘာအသေးရဲ့
ရဲ့မှန်ညံနေတိုက်ခိုက်မှုကြောင့်ဖြစ်တာပါခဏနေ flash နိုးလာတော့ဗမန်ဆိုင်ဖော့ချက်စန်းနဲ့သူ့အဖွဲ့နဲ့တူပါဆက်လို့အောင်လဲဆွေးနွေးကြတဲ့အခါမှာတော့ flash ကဝင်နာဝူးမန်းနဲ့တူအကွာမန်းတို့တိုက်ခိုက်တာပိုကောင်းမယ်လို့ပြောပါတယ်ခေါင်းဆောင်မရှိတော့တဲ့စစ်ပွဲကရက်တက်သွားမှာပဲဆိုတဲ့အတွေ့နဲ့ flash ကဒီအစီအစဉ်ကိုဆွဲခဲ့ပါတယ် flash ကဗမန်ကိုတည်တည်နိုင်တဲ့စစ်ပွဲမှာပါဝယ်ပေးလို့ကျေးဇူးတင်ပါတယ်ဆိုပြီးပြောခဲ့ပါတယ်ဗမန်ကတငယ်ချင်းတွေအတွက်ကဘာကြီးအတွက်တာပြူသူ Bruce ရဲ့အတိတ်တွေငါမှရွေးချယ်စရာမရှိဘူးဆိုပြီးပြောနေခဲ့ပါတယ်ဒီအချိန်မှာပဲမြင်လိုက်ရတဲ့သတင်းကတော့ Louis Lane ကို Speeder တယောက်ကကယ်တင်လိုက်တယ်ဆိုတာပါပဲဒီလူကတေချာပေါက်ဇွန်ဖြစ်နေမယ်လို့ထင်ကြပြီးတော့ဇွန်ကဗမန်ကိုဒီတိုက်ပွဲရဲ့ဆက်သိမ်းချင်ကြလို့ယူဆနေကြပါတယ်သူတို့အဖွဲ့လန်ဒန်ကိုတောင်းခဲ့ကြပြီးတော့သူတို့ရောက်တော့စစ်ပွဲကစတင်လာတော့သူတို့စီးလာတဲ့ရှင်ကိုအကွာမန်ရဲ့တက်တွေကပစ်ချလိုက်လို့လေရင်ပစ်ချခဲ့ပေမဲ့အကုန်လုံးဖေးကေးနဲ့ဆင်းသက်နိုင်ခဲ့ပါတယ်အကွာမန်နဲ့ဝန်နာဝူးမန်ကိုစောင့်နေတဲ့အချိန်မှာပဲအတက်လက်တစ်တက်တွေကအမေဇုံနေစီဝင်ရောက်လာခဲ့ပါတော့တယ်အမေဇုံတွေကအဲ့ဒါကိုကြိုတည်ပြီးတော့အဲ့ဒီနေရာလည်းထောင်ချောက်ကြီးဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့နှစ်ဖက်လုံးအပြင်းထန်တိုက်ခိုက်နေကြတဲ့အချိန် flash တို့အဖွဲ့လည်းစတင်ဝင်ရောက်လာခဲ့ပါတယ် flash ကအကွာမန်ကိုခွဲထုတ်လာခဲ့ပြီးတော့ cyborg ဗမန်တို့နဲ့တူဝိုင်းတိုက်ခဲ့ပြီးတော့ရှက်ဇန်နဲ့အဖွဲ့ကတော့ဝန်နာဝူးမန်ဝိုင်းတိုက်ခဲ့ကြပါတယ်ဒါပေမဲ့လည်းအခြေအနေကစူးစူးရရနဲ့လင်းလင်းမြန်မြန်ပြောင်းလဲသွားခဲ့ပါတယ်ဗမန်ကနောက်ကျောမှာတိုင်ရရထားပြီးတော့ flash ကသူ့လူတွေရှုံးနေလို့စိတ်ညစ်နေခဲ့ပါတယ်ဒီအချိန်မှာပဲရုတ်တရက်ဇွန်ပေါ်လာပြီးတော့နှစ်ကောင်အပြေးထပြကြပါတော့တယ်စိတ်မကောင်းစရာနဲ့ပဲဇွန်က flash တက်ပုံမြန်နေပြီးသူ့ကိုဟိုဝါရိုက်နှက်ခဲ့ပါသေးတယ်ဒီအချိန်မှာတော့ flash ကသူချစ်ရတဲ့လူတွေတယောက်သူ့ရှေ့မှာတေးတာကိုမြင်နေရတော့စိတ်ထိခိုက်လိုက်ခဲ့ပါတယ်တစ်ဖက်မှာလည်းဝန်နာဝူးမန်ကကပတိန်တန်တာအဖွဲ့ကိုအနိုင်ယူလိုက်ပါပြီဆိုင်ဘွားကလည်းအကွာမန်းကိုအကြာကြီးမတောက်ခံနိုင်တာမို့နောက်ဆုံးမှသူ့ခဏကိုတစားစီဖြစ်သွားခဲ့ပြီးနှလုံးကိုပါညှစ်ပြေးခံလိုက်ရပါတယ်ဖလက်ကဇွန်ဒီအရာတွေအတွက်အပြစ်တင်နေပေမဲ့လည်းဇွန်ကမင်းကိုယ်တိုင်ထိုင်းလိုက်ကိုပြောင်းလဲလိုက်တာလို့ပြောခဲ့ပါတယ် Flash ကသူ့အမေကိုကယ်နေလို့ထိုင်းလိုက်ကိုပြောင်းခဲ့တာဖြစ်ပြီးသူ့လွတ်ရွက်တွေကြောင့်တင်းငယ်နဲ့ပြောင်းလဲမှုတွေကဇလန်းတစ်ခုလုံးကိုဖျက်ဆီးခဲ့ပါတယ်ဆိုင်ဘော့တေကန်ဒီမှာစူပါမန်ရောက်လာပြီးတော့အကွာမန်ကိုလေဆာနဲ့ပြစ်လိုက်ရလက်တွေပြတ်သွားခဲ့ပါတယ်အကွာမန်ကသူ့အမားတွေကနေလူတွေအသိနေတာကိုတွေးလိုက်ရလို့အနောက်ကိုဆုတ်သွားတဲ့အချိန်မှာပဲဝန်နာဝူးမန်ကအနောက်ကနေပြီးတော့တပ်ပစ်ခဲ့ပါတယ်ဒါပေမဲ့မသေးခင်မှာသူကလက်နက်ကြီးကိုအသက်သွင်းခဲ့ပြီးပောက်ကွဲမှုကြီးဖြစ်ခဲ့ပါတယ်ဇွန်က flash ကို speed 4အပြည့်အဝမသုံးနိုင်အောင်ထိန်းချုပ်ထားလို့သူ့မှာဒီအခြေအနေကြီးကိုဘာမှမလုပ်နိုင်ပဲထိုင်တာကြည့်နေခဲ့ရပါတယ်ဗမန်ကဇွန်ကိုနောက်ကနေပြစ်တက်လိုက်ပြီး flash ကိုသူ့သား blue stress ဆိုပြီးစာတစ်စောင်ပေးခဲ့ပါတယ် flash ကကဘာပြက်ခန့်သည့်အချိန်မှာနောက်ဆုံး speed force နဲ့အပြေးအလွှာထိုင်းလန်ကိုဖျက်ကျော်နိုင်ခဲ့ပါတယ် flash ကသူ့မေကိုကယ်ဖို့ကြိုးစားနေတဲ့သူကိုယ်တိုင်ကိုပြတ်တွေ့ခဲ့ရပါတယ်ဘယ်ရီကနောက်နေ့ကျတော့ yes can မှာနှုတ်ထလာခဲ့ပြီးအရာအလုံးကပုံမှန်အတိုင်းပြန်ဖြစ်နေတာကိုသိလိုက်ရပါတယ်နောက်နေ့သူ့အမေရဲ့အုပ်ဖူစီကိုတွားခဲ့ပြီးတော့ Iris နဲ့ဖန်နိုင်ခဲ့ကြပါတယ်နောက်တစ်နေ့ Flash က Bruce Wayne နဲ့တွားတိတ်ခဲ့ပြီးသူ့ရဲ့ဆွမ်းစားခန်းကြောင်းလည်းပြပြခဲ့ပါတယ်ပြီးတော့သူ့အဖေ Thomas Wayne ပေးခဲ့တဲ့စာကိုလည်းလက်စစ်ကမ်းပေးခဲ့ပါတယ်ဟုတ်ကဲ့ပါအခုဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနော်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်အဆုံးထိကြည့်